ရက်ဆက်ပြီးတော့မယ်ဒီလက်ဖေးတောက်ပြီးရင်နှစ်ပါးအတွက်အဝတ်လေးတော့လေမစိန်နဲ့အခုအတွက်ဝေတရားတွေပူလာလို့ပင်မလာပါပြီကွာမစိန်မပင်မမဘူးအကိုမစိန်နဲ့ဘာကြီးဖုံးလို့ဖို့တော့ကိုရင်မှန်းချက်အောင်မြင်လို့ဝမ်းတောင်စုံဖြစ်နေရတယ်အကိုအော်ဒါလေဒီလက်စွပ်လေးအကြောင်းပြောစမ်းပါဦး။အိုးဒါရီကိုခေါင်းနဲ့ထည့်မစဉ်းစားပါနဲ့။နောက်တော့ကြည့်ရှင်းရတာပေါ့။အမေဒီလဲပြီးကမှဘာဖြစ်လို့ရွှေနှကြီးရှက်တိုက်မစီးတာလဲသူစားရဲ့ပြောစမ်းမအောင်မပြောတတ်တော့ပါဘူးကိုကြီးရဲ့ဘာဖြစ်လို့လဲကျင်ညာပြီးသားဖြစ်ပေမဲ့လေပရိသတ်တောင်းတချက်ကမူလာတင်လာလားတဲ့ခုချက်ပါမခေးလုံးမယ်လေခေးဟုတ်လားဒါမျိုးတွေရိုးနေပါပြီသူစားရဲ့ဘာဖုံးရဲ့လက်ွက်တွေပါဒီတိုင်းလာနှင်းခိုင်းရင်သူစားဒီစားထဲမှာဆက်နေလို့မဖြစ်တော့ဘူးထင်တယ်အကိုကြီးဒါလိုပဲဟုတ်တယ်သူစားရဲ့ကိုကြိုးကြွားတဲ့အမှုပညာစစ်မှန်တဲ့အမှုပြန်နဲ့အနိုင်ယူရမှာပေါ့ဟုတ်ကဲ့ကိုကြီးပြောတာကိုလည်းအခုတနေ့တခြားပို့ပြီးအောင်မြင်လာပြီနော်ဒါနဲ့အခုညကျမတို့ကလည်းဂျပန်အော်ပရာကိုလေနေကျူစားဟုတ်ကဲ့အခုဒါဖုန်းနေကောင်းတယ်နော်အေးကောင်းသားပဲမင်းဆင်းလာဟုတ်ကဲ့ခင်ဗျကိုဘောဆန်နဲ့ကိုဟန်ညောနေကောင်းရတယ်နော်ကောင်းသားထောင်တောင်နဲ့လူပြက်တွေကဟောကကြီးမှာအစင်ရလို့ပဲရှိနေမောင်ကျော်များလူတွေဟာဆင်းရဲတဲ့ဒဏ်ကိုခံနိုင်ပေမဲ့ချမ်းသာကြီးပွားကြော်ကြလာတဲ့ဒဏ်ကြတော့မခံနိုင်ဘူးအဲ့ဒါဒဏ်ပြန်ရင်းမဲလို့ဆိုရမှာပေါ့ဟုတ်ကဲ့ကျွန်တော်လည်းတော်တော်လေးတန်ဝေကရမိပါတယ်ဗျာအေးတန်ဝေကဆိုတာပြစ္ဆုတ်ပံမဟုတ်ဘူးကွာမင်းသားစိတ်မဆင်းလားဟုတ်ကဲ့ကိုရကဘာကိစ္စရှိလဲအော်ကျွန်တော်အသုံးဆွဲလေးနည်းနည်းကြက်နေလို့ခမစီလာခဲ့လားအသုံးဆွဲကြက်တယ်ဆိုတော့ဒီကိစ္စအတူနဲ့မပြီးဘူးပြီးတော့မင်းသားသုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူ့မှာတာဝန်တွေအများကြီးကြံနေတယ်ဆရာစင်ကြောမြတ်ဆေးရုံကဆက်လာပြီနော်တွေ့တာဝန်တာလိုက်တာကြာလာတော့မဟုတ်လောကမှာမထင်တာတွေကြီးဖြစ်လာခဲ့
ကျမမောင်းစိတ်မင်းကိုယ်ကိုစိတ်မနာဘူးလားဟင် ဘာလို့စိတ်နာမှာလဲဆရာရဲ့ဆရာစီကမင်းဆရာအနေနဲ့ကျွန်တော်ပညာတွေအများကြီးရပြီဒီနေရာကိုရောက်ခဲ့ရတာပါဆရာရဲ့ ကျမမောင်းစိတ်မင်းကိုယ်စောင့်ခိုင်းထားတာဘာကြောင့်တွေရှိပြီလို့လဲဟင် ဒီဆက်မှာဆရာကခေါင်းဆောင်မင်းသားနေရာကျွန်တော်ကလက်ထောက်မင်းသားနေရာကကပြဖို့ဒီဆက်အုပ်ချုပ်တဲ့လူကြီးတွေစီမှာဆန္ဒတောင်းနေပါလေဆရာဒီအကြောင်းကိုမကြခင်မြတ်သားစိန်လာပြောပါလိမ့်မယ်ဆရာရဲ့ဟောမြတ်သားစိန်လာအချင်းလေးဘယ်လိုလဲ စာအုပ်ချုပ်တဲ့လူကြီးတွေအားလုံးကသူကမှသဘောမတူကြဘူးကိုအခုအောင်စီနဲ့ဆက်ပြီးခေါင်းဆောင်နေလားလို့ဖို့ပြောနေကြတယ် ငါသာလျင်အတတ်ပညာရှင် ဆရာလူမသဘောမထားပါနဲ့ဆရာရဲ့ဆရာကိုကျမဒါလေးနဲ့ကြောပြရစီ အနုပညာမတိဖို့ ကျွန်တော်လည်းကြောပြရစီဆရာ ရှင်လို့ငါကိုငါတင်ငါတဲ့တော်သူငါလူလူတွေယခုလေရှိတာအမြင်နောင်လေရှိလိမ့်မယ်ရှင်ပညာကိုတဏကိုအလှကုန်ပြမှုယူမိုက်ပြီးခဲ့တဲ့ငါဘဝရလနောင်ရပြီစာကနုပြိုဒုတိယမှာအိုးအခါမရွေးနာရီတလဲနောက်ဆုံးမိတို့တေခြင်းအချုပ်ကိုအိုးအနုပညာရှင်မာနတကွန်မျိုးတိုက်ချိုးအောင်စိတ်ဒီစာကိုယူဆိုင်နားထောင်လားမြို့ရိုးခုံကျော်ဆင်တော်မိဗျာတရားဆွဲတော်မြို့ကျော်ပုံစားတကားမိတို့ကိုလုံးမောင်းမ6စာရာသပြစ်တန်တကယ်အစ်စ်အမှမဟုတ်ကင်းလျက်ကဲနဲ့စမုတ်အတွင်းကရွှေညံဆဲပြီးပေးတာပေးတယ်ဆိုတာမသိလျော်ပါဘူးဖယားမသိလျော်ပါဘူးဖယားနော်ဘုံပဲ့ပဲအဲ့ဒီစာကိုဆိုးစမ်းကွာနေ့အတွက်ငါအမှန်တန်စူးစမ်းရေးထားတာဟိုကောင်ကငါဒီလိုရေးမပေးဘူးနားလဲလားပြီးတော့ချင်းမြောကအမှန် ဘိုက်ဖို့ဟိုပိနေဒီလေးတို့စားရင်မကောင်းလားဟင် ကောင်းတာပဲကွာဟာကွာမင်းကလည်းဒီစားလေးတော့စိတ်ဝင်စားဘူးတို့ခက်တဲ့ကောင်မဲအဲ့ဒီပိနေဒီတဲ့တို့စားရင်ဘုန်းကြီးရိုက်ယူဟောက်စားရုံနဲ့မနေရပဲထွက်ပြေးရမယ်မင်းသိရလားစိတ်ဝင်စားတမ်းမှာကွာမင်းအတွက်စူးစမ်းထားတာရော့ဒီစာကိုရအောင်ကြက်ထားမင်းသမီးလေးတွေသွားပြီးတော့တချင်းချပေးအောင်မယ်ဟုတ်လားစူးစမ်းကွာကောင်းမလေးအဖေဘာပဲနဲ့ရောက်တဲ့ဘယ်သွားမလဲ အဖေပါလဲကိစ္စမရှိပါဘူးဒီနားလေးတွေမှာဘာကြီးပုံရဲ့ ဒီလိုခုံကျော်ဆင်းတော်မိပြတရားဆွဲတော်မြို့ဒီမဲ့မင်းသမီးဒီတနည်းကဘေးပြန်ညာပြန်မျက်စာပြစ်တာဘာသဘောလဲဟမ်ဒီဆက်သေးကိုစရောက်လာတာဒီကြောင့်လည်းမှတ်မိသေးရဲ့လားပြီးတော့အခုလိုဘဝနဲ့အခြေအနေရောက်လာတာတော့ဒီကြောင့်ပြောလိတွင်းထင်အောင်အပြင်ကာပြီးဒီဆက်ထဲမှာအောက်ချနောက်ချနေတော့မနေပြစီနေလားရှင်
တောင်မမင်းအမှုတည်အင်အားစုရဲ့အကြီးအကဲကြီးဟာဘယ်လိုများမိန့်တော်မူပါမလဲလို့သူစားတယောက်ကနာခံခဲ့ပါမမဖိတ်မတော့ချုံလားရင်ပြည့်နေဒီစားဘာလို့လဲကိုရလဲသူစားဘာလုပ်လို့လဲလို့ကိုကျွန်းလည်းဖေးမင်းမကလည်းတစ်ဖက်ရတောက်နေတယ်တော်ကြတန်ကပ်ပြီးလေးအောင်နေတယ်တိတာဟုတ်မှာကော်ဖီလေးတောက်လိုက်ပါအောင်ဟောခုမှတည်းရတဲ့ဟာမြတ်သက်စိခုတလို့လေလက်ဖိတ်တွေတော့မျက်စိကြောင်အိတ်မရဘူးပါနော်ကျေးဇူးတင်တဲ့ဟာနော်တော့ရော့ကော်ဖီမုံလီစားလိုက်ဦးလေနော်မင်းလားသူကြွေးတာမှမစားဘူးသူစားကြွေးတာမှစားမယ်ပြီးတော့မင်းသားစားဖို့တော့ဖို့လေသူစားမနဲ့တိုင်းထားဝင်ယူမယ်နော်ဟောကိုရဲကလက်ဖိတ်တောင်းလေးဗျာတောက်ချင်အဲ့လိုကောင်းလိုက်မကလေးတွေကဟာသိကောင်းတက်ကောင်းမလေးညသားစေမျက်နာမကောင်းဘာမကောင်းနဲ့ဘာဖြစ်လာလဲဒီကိစ္စတွေအားလုံးဘာဖို့သိပါလဲကျမတို့ရဲ့စီရင်နာတွေမြစ်တာတွေပုံမှာကိုအောင်စင်တို့ရုံးလုံးထင်လွဲနေပြီတို့လိုက်ရရင်တော့ဒီတိုင်းကြီးပါပဲကွာစိန်ကြုံမြန်ရွယ်လာမယ်ထင်ပါလေဟိုတယောက်ကလည်းလောလောလဲလဲနဲ့အဆွဲကောက်နေတော့အဲ့ဒီအပေါ်ရွယ်နေပြီနဲ့တူတယ်ကွာငုံနေပါနဲ့မင်းမပြောထားတဲ့အတိုင်းပဲနော်ဒါပဲဦးကြီးခဏဒီနေ့ညကျွန်တော်တို့ဂျပန်အော်ပရာမကတော့ဒါပဲဇရန်စိနေရတော့ပြင်းနေဂျပန်အော်ပရာမကပြုတ်ဘူးတဲ့ဘာဖြစ်လို့လဲအဲ့ဒါတော့ပြောတော့မင်းကငါခေါ်ပြောတာဒီလိုမဟုတ်သေးဘူးကျမကိုယ်တိုင်ကောင်းနေတယ်ဘာလို့ကောင်းမေးလို့မသိဂျပန်အော်ပရာမကတော့ဘူးဆိုအေးဟာဒီနေ့ပေးသက်ကဖေးစိုးကြီးအော်ရာကပါစီဂျပန်အော်ရာမကတော့